ခြံနေဝိုင်းနေပေါ့ဗျာနော်တချို့ကြလဲဆွဲလန်းကြီးတဲ့ရွာတွေမြို့တွေထဲမှာစိုက်ကောင်းလားမစိုက်ကောင်းလားဆိုတော့တချို့ကလည်းမေးကြတယ်တစ်ပင်မသိဘူးဗျာကျွန်တော်ကမြေကြီးနဲ့တစ်ပင်တွေ့လို့ဖြစ်ရင်စိုက်တာဒါကတော့သကဝါပဲတော်ထဲမှာဗျာခြံထဲမှာနေရောညပါအမြဲတမ်းမှုကြိုင်နေနော်နှစ်ပင်သုံးပင်စိုက်တာဟာနန့်လေးတွေကိုမောကိုပြေးလို့အဲ့လိုပန်းရနဲ့နေမောပြေးတာထက်ကိုတခါတရံကြတော့ဗျာနော်အမြဲတမ်းလဲလှူဖြစ်ပါတယ်ကိုယ်တိုင်းစွန့်ဟင်းချက်ကိုယ်တိုင်းစွန့်ချက်ပြီးတော့လှူရတာပို့ပြီးတော့မွေးပြန့်နေဗျဒါကတော့ဒါနပေါ့အဲ့ဒီနေ့တော့ငါတီလာဆောင်ထိမ့်မယ်ကွာဆိုရင်ဒီနေ့တရက်ထားပါတော့ဗျလုံသွားတယ်ဆိုရင်အဲ့တီလာကပို့ပြီးတော့မွေးပြန့်ဒါနကြောင့်တီလာကြောင့်ဒီနေ့တော့ဝိပဿနာတရားတွေအားထုတ်မယ်ဆိုရင်24နာရီရှိတဲ့ထဲမှာ24နာရီရှိတဲ့ထဲမှာ4နာရီလည်းမဟုတ်ဘူးတနာရီလည်းမဟုတ်မိနစ်10မိနစ်လောက်24နာရီထဲမှာ10မိနစ်လောက်တော့စိတ်နဲ့ကိုယ်နဲ့သတိထက်ကြက်မကွာရှိနိုင်ရင်ကောင်းလာပြီအဲ့ရနံပုံမွေးပြန့်တယ်ဗျဒါတော့ဒီနေ့ကျွန်တော်ဆွမ်းဟန်သွားဖို့မယ်ဗျာနော်ကျွန်တော်တော်ထဲမှာဆိုတာရဟန်းတန်ကားတွေဆွမ်းခံကြွရတယ်မရှိဘူးလေဟိုကတော်ထဲနေတာဆိုတော့လူချင်းစိတ်တရားနဲ့ဆိုတော့ဒါကတော့ဗမာကြက်သားကိုကျွန်တော်ရိုးတခြားသားတခြားဖြစ်အောင်များနှက်လိုက်တယ်အဲ့လိုနှက်ပြီးတော့ရေခမ်းပြီးစီလေးနည်းနည်းကြံပြီးဆိုမှအာလူသီးလေးထည့်လိုက်တယ်ပြီးမှငရုတ်သီးမှုန်လေးနည်းနည်းထည့်လိုက်တယ်ကြက်အာလူဆိုတာဒါမျိုးချက်ကားတယ်ဗျာနော်အာလူရောကြက်သားရောရတာရှိသွားတာဟိုအာလူတုံးတွေကကြီးကြီးတွေကြက်သားတုံးတွေကကြီးကြီးတွေရေနဲ့စီနဲ့လဲနေရင်ဒါကြက်အာလူတိတ်မကောင်းကြက်အာလူချက်စားမယ်ဆိုရင်ဗမာကြက်ဗျရင်တဲလိုက်နေ3ရေဆိုရင်ရိုးတခြားသားတခြားဖြစ်သွားပြီအဲ့ကြရေလေးနဲ့ခမ်းတော့မယ်ဆိုအာလူသီးထည့်လိုက်အာလူသီးထည့်လိုက်ရင်သိစားကောင်းသွားအဲ့ဒါကတော့နွားနိုးချက်လေးဗျာနော်နွားနိုးကိုချက်လိုက်ရင်ဒီလိုဖြစ်သွားပါတယ်လို့သူကဒါတကယ်မြေတန်းကြထားရင်တော့စီလေးဒီပေါ်ထိတက်ကြတာပေါ့ဗျာနော်အဲ့ဒါကတော့ဒီနေ့အတွက်ဆွမ်းရင်သွားပို့မယ်ဗျဘူးလေးတွေထည့်ပြီးတော့ဒါဆိုရင်တချို့ပြောတယ်ဗျဆွမ်းရင်သွားပို့ရင်ဒါနကုဒါနရဲ့အကြောင်းရင်းကစာပေတွေဖတ်ကြည့်တရားတွေနာကြည့်ဒီဆွမ်းရင်ချက်ဖို့ရေးကိုတန်ဃာတော်တွေဖုံးပေးပါသည်ဆိုတဲ့နော်မေတ္တာတရားဓာတ်ကပါဝါအဲ့မှာမီးပူတာတွေဘာတွေသိခံသွားပြီဗျာနော်ငါမနဲ့ဆွမ်းရင်ပို့မယ်ဆိုဟောမနဲ့ချက်ပြီးသွားပို့ပြတော့လဲဒါဒိဋ္ဌံပါရမီဗျာပါရမီ10ပါးပြား30တဲ့နောက်မှရှင်းပြမယ်ဗျာနော်အားလုံးကုသိုလ်ကောင်းမှုအစုစုကိုရကြပါစေဗျာရေတကောင်တော်ကြီးမှာစောင့်ရှောက်ရတဲ့နတ်တွေဝါတွေကျမ်းမာကြပါစေချမ်းသာကြပါစေလို့ကမ္ဘာလောကကြီးမှာစောင့်ရှောက်ရတဲ့သာသနာဆောင်နမင်းများနဲ့လောကပါလာနမင်းများလည်းကျမ်းမာကြပါစေချမ်းသာကြပါစေနှစ်ပေါင်းအားလုံးပေါ့ဗျာကျမ်းမာလို့ချမ်းသာကြပါစေကဲလူတွေလည်းကျမ်းမာကြပါစေချမ်းသာကြပါစေတလိ္ဆန်တွေလည်းကျမ်းမာကြပါစေချမ်းသာကြပါစေအားလုံးပေါ့ဗျာတတ္တဝါအားလုံးပေါ့ကျမ်းမာချမ်းသာကြပါစေကဲစွန်ဝါပို့မယ်ဆိုတော့ဟိုမှာအာဟုတွေတော့အိုးဝတေရတာဟိုကကြောင်းကပြန်လာရင်အဲ့အိုးဝကြက်အဲ့လိုပါစိုးနေလောက်တွေကလည်းမနာတန်းတအားလောက်ကတော့ကိုမလဲအောင်ချိုတဲအောင်ပဲဗျဒါတီးမွေးငပြောသီးလားပရာသီးလားမသိဘူးစိုက်တော့စိုက်တာငပြောသီးလို့ပဲသိတယ်မျိုးစားတော့ကျွန်တော်မသိဘူးဗျတော်တော်ချိုတယ်နော်